ရုဏာနဲ့ကြားမျှတာမှုဒီနှစ်ခုကြာကရှုပ်ထွေးရဲ့ဆက်နွယ်မှုကိုလေ့လာကြည့်ချက်မဲ့ဒီအပိုင်းကနေကြိုဆိုပါတယ်။ကဲလူဖွဲ့စည်းရဲ့အခြေခံအုံးမြတ်တစ်ခုကိုပြန်ပြီးမေးခွန်းထုတ်စေမဲ့အတွေးခေါ်တစ်ခုတည်းကိုတန်းဝေလိုက်ကြအောင် ကဲဒီမှာဒါတနာပညာရှင်အာဒမ်စမစ်ရဲ့တော်တော်လေးစွမ်းအားကြီးပြီးစဉ်းစားစရာကောင်းတဲ့အဆိုအမြစ်တစ်ခုနဲ့ဆက်လိုက်ကြရအောင်သူကပြောတယ်အပြစ်ရှိသူကိုတနာခြင်းဟာအဖြစ်မဲ့သူကိုရက်ဆက်ခြင်းပဲတဲ့ဟုတ်တော်တော်လေးတိုက်ရိုက်ကြတယ်နော်ဒီစကားကတို့ရဲ့ယုံကြည်ချက်တွေကိုတကယ်မေးခွန်းထုတ်စေတယ်ဒီအဆိုအမြစ်ကြောင့်ချက်ချင်းပဲခေါင်းထဲရောက်လာတဲ့မေးခွန်းတစ်ခုရှိတယ်အဲ့ဒါကတော့ကရုဏာဆိုတာအမြဲတမ်းကောင်းမြတ်တဲ့အရာဟုတ်ရဲ့လားဆိုတာပဲဟုတ်တယ်တို့တွေအမြဲတမ်းမှန်တယ်လို့ယူဆထားတဲ့အရာတစ်ခုကိုတဲ့ကိုစင်ခေါ်လိုက်တာပဲအဲ့ဒီတော့ဒါကပဲဒီနေ့တို့တွေဆွေးနွေးမဲ့အဓိကအချက်တည်းဖြစ်လာတာပေါ့ကဲဒီဝါကြလေးတစ်ကြောင်းထဲမှာအားပြိုင်နေတဲ့အစွမ်းထက်တဲ့အတူရခေါ်နှစ်ခုကိုတစ်ချက်ခွဲချမ်းစိတ်ဖြာကြည့်ကြရအောင်ဆိုတော့ဒီအဆိုအမင်းရဲ့အဓိကခါမနော်အဓိကအချက်ကတရားမျှတမှုလဲအခြေခံမှုနှစ်ခုကြားကအားပြိုင်မှုပဲတစ်ဖက်မှာကသနာကျင်နာမှုနဲ့ခွင့်လွှတ်ခြင်းနောက်တစ်ဖက်မှာကျတော့လုတ်ရက်တွေအတော့တာဝန်ယူစေးလားအဲ့တော့မေးခွန်းကဒီနှစ်ခုကိုဘလို့ဟန်ချက်ညီအောင်ထိန်းကြမလဲဆိုတာပဲအာဒမ်စမစ်ရဲ့ရုပ်တွေကဒီလိုဗျာကရုဏာကိုသူ့ရဲ့နောက်ဆက်တွဲအကျိုးဆက်တွေကိုထဲမစင်စားပဲထောင်းလိုက်တဲ့အခါဒါဟာကောင်းမြတ်တဲ့အရာတစ်ခုမဟုတ်တော့ဘူးလို့သူကဆိုလိုတာဘာလို့လဲဆိုတော့အကားကွယ်မယ်နေတဲ့သူတွေအတွက်မရည်ရွယ်ပဲနေကိုဆိုချူတီဖီလာနိုင်လို့ပဲဒါကြောင့်အေးကြီးတဲ့အချက်ကကရုဏာကိုလုံးဝဖယ်ရှားပြဖို့မဟုတ်ဘူးအဲ့ဒီအစားလူအဖွဲ့အစည်းကိုအခါကွယ်ပေးနိုင်မယ့်စနစ်တစ်ခုတည်းကိုဘလို့ထည့်အတွင်းပေါင်းဆက်မလဲဆိုတာပဲဆိုလိုတာကတကယ်တရားမျှမှုဆိုတာဒီနှစ်ခုကိုဟန်ချက်ညီညီထိန်းညီနိုင်တာကိုခေါ်တာပါကဲဒီနေ့တစ်ဆင့်တရားမျှတတဲ့စနစ်တစ်ခုရဲ့အဓိကရည်ရွယ်ချက်ကိုဘယ်လိုတိစောက်ထားတယ်လဲဆိုတာဆက်ကြည့်လိုက်ကြရအောင်ဒီအဆိုမင်းကနေရာလွဲနေတဲ့ကရုဏာဟာဘယ်လိုမျိုးမကောင်းတဲ့ရက်လက်တွေစီကိုဥတီသွားနိုင်တယ်ဆိုတဲ့စက်တိုက်ဖြစ်စဉ်တစ်ခုကိုရှင်းပြနေတာပါအစပိုင်းမှာထိခိုက်နစ်တနာမှုတစ်ခုဖြစ်တယ်ပြီးတော့အဖြစ်ရှိသူကိုတညမှုကလွန်ကဲသွားတယ်အဲ့ဒီခါမှာတရားမျှတမှုကပိုနှက်ရှမ်းလာပြီးတော့နောက်ဆုံးမှာအပြစ်မဲ့တဲ့သူတွေအတွက်အန်ဒီရဲကပြောင်းမသွားပဲဆက်ပြီးအကာအကွယ်မဲ့နေစီတော့တာပဲအဲ့တော့ဒါကဘာလို့ထင်းထင်းရှားရှားပြနေလဲဆိုတော့တရားမျှတမှုရဲ့အဓိကအခြေခံအကြဆုံးရည်ရွယ်ချက်ကအားနည်းသူတွေကိုကာကွယ်စောင့်ရှောက်ဖို့ပဲဒါဦးစားပေးအဖြစ်ထားရမယ့်အရာပဲလေတရားစီရင်ရေးစနစ်တစ်ခုရဲ့အဓိကတာဝန်ဒါပဲပေါ့ကဲဒီစွမ်းအားကြီးတဲ့အတွေ့အခေါ်နဲ့ယာနေတဲ့အဓိကအချက်တွေကိုအချင်းချုပ်ကြည့်အောင်ပထမတစ်ခုကတရားမျှတမှုဟာအကာအကွယ်ပေးရမယ်ဒုတိယအချက်မျှတမှုအတွက်ဟန်ချက်ညီဖို့လိုတယ်ပြီးတော့တတိယအချက်ကတာဝန်ယူမှုဟာလူဖွဲ့စည်းတစ်ခုလုံးကိုကာကွယ်ဆောင်ရှောက်ပေးတယ်ဆိုတာပါပဲဒါမဲ့ဒီအချက်တီအားလုံးကနောက်ဆုံးမှစိန်ခေါ်မှုကြီးပြီးခက်အဆက်ဆက်အပြေရှာရမယ့်မေးခွန်းတစ်ခုကိုဒိုးရီကြီးချန်ထားခဲ့တယ်အဲ့ဒါကတော့တနာချင်တာတကယ်ကရုဏာနဲ့တရားမမျှတမှုကိုအားပေးတယ်လို့ဖြစ်သွားတာဒီနှစ်ခုကြားကစီးကိုဒိုးရီဘယ်နေရာမှာမြင်တာကြမလဲဆိုတာပါပဲဟုတ်ဒါကလူတူးချင်းစီအတွက်ရောလူအဖွဲ့အစည်းတစ်ခုလုံးအတွက်ပါတကယ်ကိုစဉ်းစားရမယ့်အရေးကြီးတဲ့မေးခွန်းတစ်ခုပါပဲ